မြန်မာနိုင်ငံရဲ့အောက်ပိုင်းတနင်္လာရီတိုင်းကဘိတ်ကနေယူထားတဲ့ငှက်တိုက်ကုန်ချမ်းကိုယူပြီးကျွန်တော်မန္တလေးကနေကုန်ချောထုတ်တဲ့စက်ရုံလေးဖြစ်ပါတယ်။အခုကျွန်တော်မိတ်ဆက်ပေးမယ့်စာတော့ Super Hero Business လေးဖြစ်ပါတယ်။အခုကျွန်တော်တို့ရဲ့အမွေးပါတဲ့ငှက်တိုက်ရနေစပြီးအမွေးလုံးဝမပအောင်အစင်စင်အမြင့်ချင်းတစ်ခုချင်းကိုရွေးထုတ်ပြီးအမွေးကိုဖယ်ထုတ်ခြင်းဖြစ်ပါတယ်။ Super Hero ငှက်တိုက်ဒီနှစ်မျိုးထုတ်ထားပါတယ်။ Sugar free နဲ့ raw sugar ဖြစ်ပါတယ်။ raw sugar ဒီစင်မြင့်တရားခဲနဲ့ရောဆက်ခြင်းဖြစ်ပါတယ်။ Sugar free ကလုံးဝတရားမပါဘူး။အချိုရှောင်သူများအတွက်နဲ့စီးကျူဓမ္မများအတွက်ဖြစ်ပါတယ်။အခုဒါတန့်စင်ပြီးသားငှက်တိုက်ကိုတတ်မှတ်အချိုးစားကိုကျွန်တော်ရောဆက်ပြီးပလင်းထဲထည့်ခြင်းဖြစ်ပါတယ်။ပလင်းကိုငှက်တိုက်မထက်ခင်ကျွန်တော်ရေတက်နဲ့ဆေးကြောတယ်။ဆေးကြောပြီးကျွန်တော် UVA ပူပေးတဲ့ဆက်ကိုကျွန်တော်နှစ်ခါပိုးတက်ပါတယ်။ပုံမှန်မြေဝဲခြင်းအဖြစ်ကျန်းမာရေးထောက်ကူရစွာရရှိပါတယ်ခုခံဟောလည်းမြင့်နေစေပါတယ်အမျိုးသမီးများအတွက်အသားရည်လှပနှုတ်ပြစေပါတယ်အမျိုးသားများအတွက်ဆိုရင်လည်းကိုယ်ခံစွမ်းအားကောင်းမွန်ပြီးတန်မာစေပါတယ်တက်ကြီးရွယ်အိုများအတွက်အာရုံပြေဝစေပါတယ်ကလေးသူငယ်နဲ့ကျောင်းလူကျောင်းသားများအတွက်လည်းဉာဏ်ရည်ဖွံ့ဖြိုးမှုများစွာထောက်ကူပြုပါတယ်Super Hero တဘာဝငှက်တိုက်ရရှိနိုင်တဲ့နေရာတွေကတော့ဆေးဆိုင်များစတိုးဆိုင်များနဲ့ Supermarket စင်တာများဖြစ်ပါတယ်။နောက်အမျိုးမျိုးနဲ့အားလုံးလည်းဝယ်ယူရရှိနိုင်ပါတယ်။